မိဘတွေကိုပတ်စံအကုန်မပို့ပါနဲ့နိုင်ငံခြားမှာအလုပ်လုပ်တယ်ဆိုတာမိသားစုထောက်ပံ့ဖို့တင်မကဘဲနဲ့ကိုယ့်ဘဝတိုးတက်ဖို့အတွက်ဒီစ조사ပြီးတော့လောက်ကင်နေတဲ့သူတွေကြီးပဲလို့ထင်ပါတယ်အဲ့ဒီမှာတခုပြောချင်တာကဒီပေါ့နော်ကိုကဒီအလုပ်ထဲမှာပဲအမြဲတမ်းနေမွန်းပြီးတော့ငွေကြေးစီမံခန့်ခွဲမှုမှာအားနည်းသွားတဲ့အခါဆိုလို့ရှိရင်ပေါ့နော်ဖြစ်လာနိုင်တဲ့ပြဿနာလေးတွေပေါ့အကြောင်းအရာလေးတွေပြောပြချင်ပါတယ်တကယ်လို့ကိုကငွေကြေးစီမံခန့်ခွဲမှုမှာအားနည်းသွားရင်ကိုမြန်မာပြည်ကို3နှစ်ပြည့်လို့ပြန်နေဖြစ်စေ9နှစ်ပြည့်လို့ပြန်နေဖြစ်စေဟိုရောက်တဲ့အခါမှာငွေရေးကြီးအဆင်မပြေတာတွေစုဆောင်းထားတာမရှိတဲ့အခါပြဿနာတွေဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်ပေါ့နော်ဒီအခုလက်ရှိနိုင်ငံခြားမှာရှိနေတော့ကိုအလုပ်လုပ်ကင်နိုင်နေတော့ပေါ့နော်အဲ့အချိန်မှာငွေကြေးစီမံခန့်ခွဲပုံကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အကြောင်းပေါ့နော်၄ချက်ကိုပြောပြခြင်းပါတယ်ပထမအချက်ကဒီမိဘတွေကိုပတ်စံအကုန်မပို့ပါနဲ့အဲ့လိုပြောလိုက်လို့ပေါ့နော်ဟာဘလို့ကြီးလဲပေါ့နော်ဒီမိသားစုတွေငါပတ်စံလာရှာတာငါစီးပွားရေးလောက်တာမိဘကိုပတ်စံအကုန်မပို့လို့ပတ်စံမပို့လို့ငါဘလို့လုပ်ရမလဲလို့တချို့ဆိုတွေးကောင်းတွေးနိုင်ပါတယ်မိဘကိုပတ်စံအကုန်ပို့ပါနဲ့ဆိုတာကတခြားပေါ့နော်မိဘပေါ်မတိတတ်တာမဟုတ်ပါဘူးကိုယ့်ရဲ့ပေါ့ဘယ်လိုပြောမလဲတာဝန်သိတာနဲ့တာဝန်ပိတာနှစ်ခုကိုခွဲခြားတတ်ဖို့လိုပါတယ်မိဘကိုပတ်စံအကုန်မပို့ပဲနဲ့ကျန်တဲ့ပေါ့နော်မိဘအတွက်လိုအပ်တဲ့ဒီအသုံးစရိတ်နဲ့သူတို့အတွက်ဒီလျှက်တစ်ပြက်ဖြစ်ပေါ်လာမယ်ပေါ့နော်ကျန်းမာရေးတွေအတွက်ငွေကိုနှစ်ခုအစားပေါ့နော်ငွေကိုကိုယ့်အကိုတတ်မှတ်ပြီးတော့ပို့ပေးပါကျန်တဲ့ငွေကိုကိုယ့်ရဲ့ဘဏ်စာအုပ်ထဲကိုယ့်ရဲ့ဘဏ်စာအုပ်တွေထဲမှာပေါ့နော်ထည့်ပြီးသိမ်းဆည်းထားတာမျိုးလုပ်ပါဘာလို့အဲ့လိုလုပ်ခိုင်းနေလဲဆိုရင်အကယ်၍ပေါ့နော်မိသားစုဘက်ကငွေကြေးလိုအပ်လာသည်ဖြစ်စေကိုအတွက်ပေါ့နော်ငွေကြေးလိုအပ်လာသည်ဖြစ်စေဒီစုဆောင်းထားတဲ့ငွေကြောင့်ပေါ့နော်စိတ်ညစ်စရာလည်းမဖြစ်ဘူးလဲလင်းတကူလည်းကူညီပံ့ပိုးနိုင်တယ်ကိုလည်းမြန်မာပြည်ပြန်သွားတဲ့အခါမှာကိုလည်းစီးပွားရေးတွေလုံနိုင်တယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်အဲ့လိုမိဘကိုအဲ့လိုပတ်စံအကုန်ပို့ပါနဲ့လို့ပြောတဲ့အကြောင်းအရာမှာလည်းဒီကိုယ်တိုင်တွေ့ဘူးကြုံဘူးတဲ့အကြောင်းအရာတွေအများကြီးရှိတယ်အဲ့လိုဖြစ်တဲ့သူတွေလည်းအများကြီးရှိတယ်နိုင်ငံခြားမှာအလုပ်တွေလုပ်မိဘကိုပတ်စံအများကြီးပို့မြန်မာပြည်ပြန်ရောဟိုမှာလက်စုပ်လိုက်ခိုင်းပြစရာဘာမှမရှိတဲ့အခါကျတော့ဘဝကိုတစ်ကနေပြန်စားရတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒါလေးကိုပြပြခြင်းဖြစ်ပါတယ်နံပါတ်2ကဘာလဲဆိုလို့ရှိရင်နံပါတ်2ကအရေးပေါ်ရန်ပုံငွေထားပါအရေးပေါ်ရန်ပုံငွေဆိုတာဘာလဲဆိုတော့ကိုပေါ့နော်လက်ရှိဒီနိုင်ငံခြားမှာအလုပ်လုပ်နေတော့တထေးနဲ့အဆင်မပြေတာဖြစ်ရင်တထေးနဲ့အဆင်မပြေတာဖြစ်ပေါ့နော်အလုပ်ထဲမှာအဆင်မပြေတာဖြစ်ကိုကအလုပ်ထွက်တဲ့အခါပေါ့နော်အလုပ်ရှာမရခင်အတော်တွင်မှာအသုံးစရိတ်တို့ဘာတို့လိုအပ်ပါတယ်ပြီးရင်ကျန်းမာရေးမကောင်းတဲ့အခါမှာလည်းငွေကြီးဆိုတာလိုအပ်လာပါတယ်အဲ့အတွက်ကြောင့်အဲ့ချိန်တွေမှာကိုပေါ့နော်ပေါ့ပါပါနဲ့အလုပ်ရှာလို့ရအောင်ကျန်းမာရေးအတွက်လည်းကုလို့ရအောင်ဆိုပြီးတော့ကို့မှာကလစာ3လစာကနေပြီး6လစာအထိပေါ့နော်ငွေကြေးကကို့မှာအမြဲတမ်းရှိနေရမှာပဲဖြစ်ပါတယ်အဲ့လိုဖြစ်မှာပေါ့နော်လိုအပ်တဲ့အခုအလုပ်တစ်ခုရှာတဲ့အဲ့ရှာနေတင်တော့တဲ့မှာမပင်ရပဲနဲ့နေနိုင်စားနိုင်မယ်ကျန်းမာရေးမကောင်းလို့ရှိရင်လည်းအဲ့ထဲကငွေနဲ့ပဲစေကူတာမှုခံယူနိုင်ပါတယ်မဟုတ်လို့ရှိရင်ကိုမိဘတွေရှိမှပြန်ပြီးတော့ငွေကြေးတောင်းရတာမျိုးတွေဖြစ်လာနိုင်ပါတယ်အဲကြောင့်နံပါတ်2ချက်ကလည်းအရေးကြီးပါတယ်ပြီးတော့နံပါတ်3အချက်ကဘာလဲဆိုလို့ရှိရင်ဒီညနာကြီးဟင်းဘတ်ပါမလုပ်ပါနဲ့အဲ့ဒါဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ကိုနိုင်ငံခြားရောက်တဲ့အခါမှာကိုဆွေမျိုးသားချင်းတွေကိုတငယ်ချင်းမိတ်ဆွေတွေကနေပြီးတော့သူနိုင်ငံခြားရောက်နေသူဝင်ငွေကောင်းတဲ့သူပဲဆိုပြီးတော့ကိုရှိရောငွေရေးကြီးနဲ့ပတ်သက်ပြီးချင်းကားတာတွေရှိမယ်အလူငွေတွေကောက်ခံတာမျိုးတွေရှိလာနိုင်ပါတယ်အဲ့ချိန်မှာလဲကိုဘက်ကနေပြီးတော့ငါဒီမှာပင်မအလုပ်လုပ်နေရတာဆိုတဲ့အကြောင်းအရာကိုသူတို့နားလည်အောင်ရှင်းပြဖို့ကိုလည်းမရှက်ပါနဲ့ကိုနိုင်ငံခြားမှာအလုပ်လာလုပ်တယ်ဆိုတာကပေါ့နော်ဒီကိုယ့်ရဲ့ပန်းနိုင်ကမိသားစုဘဝတည်ငြိမ်ရေးနဲ့ကိုယ့်အနာဂတ်ကောင်းမှုအတွက်လာတယ်ဆိုတာကိုအမြဲတမ်းသတိရပါနောက်လေးအချက်ကကို့မှာငွေရှိုံနေမကပဲနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်အောင်လဲလေ့လာပါဘာကိုပြောတာလဲဆိုလို့ရှိရင်အခုကိုယ့်လက်ထက်မှာငွေကဒီတိုင်းရှိနေတယ်ငွေကြေးဖောင်းပေါင်းမှုဖြစ်လာတဲ့အခါမှာကိုကရှုံးသွားဒီတိုင်းလက်ထက်မှာကင်ထိုင်းနေအရှုံးပေါ်လာနိုင်တယ်အဲဒါကြောင့်ကိုကရွှေတွေအိမ်ချမ်းမြေတွေယုံကြည်စိတ်ချရတဲ့သူတွေရှိမှာပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေအဲ့လိုမျိုးတွေကိုလုပ်ပါနောက်ကိုလည်းပြန်ပြီးတော့ရင်းနှီးမြှုပ်နှံမှာ
ကိုပြန်ပြီးရင်းနှီးမြုပ်နှံမှာဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်ကိုဒီနိုင်ငံမှာနေနေတဲ့အတော်အတွင်းမှာငါမြန်မာပြည်ပြန်ရင်ဘာအလုပ်လုပ်ရမလဲဘာလုပ်မှလဲဆိုတော့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရှိအောင်လက်ရှိအလုပ်လုပ်နေစဉ်အတော်အတွင်းမှာလေ့လာပါသင်ယူပါအဲ့လိုဖြစ်လေ့လာသင်ယူပြီးကမှကိုနိုင်ငံပြန်တဲ့အလုပ်လုပ်တဲ့အခါမှာအတွေ့အကြုံကလက်တွေ့အတွေ့အကြုံမရှိဘူးမဲ့စာတွေ့တွေနဲ့ဒီအလုပ်ငန်းခွင်မှာအသုံးချနိုင်မှာပဲဖြစ်ပါတယ်။နောက်ကိုပေါ့နော်အခုကျမတို့တွေအကုန်လုံးကလည်းဒီနိုင်ငံခြားကိုလာတယ်ဆိုတာကဒီငွေရှာအောင်တက်တင်မဟုတ်ဘူးနိတခုဘဝတစ်ခုတိဆောက်ဖို့အတွက်လာတဲ့သူတွေကြီးပဲဖြစ်တယ်ပေါ့နော်ငွေကဒီမှာရှားရတာခက်ခဲတဲ့လောက်ပြန်သုံးရတာကအင်မတန်မြန်ပါတယ်အားကြောင့်မလို့မိသားစုကိုလည်းအကောင်းဆုံးထားပါနောက်တစ်ခုကဒီတစ်ဖက်ကလည်းကိုယ့်အနာဂတ်အတွက်တေချာစူးစောင်းပါအဲ့လိုမျိုးလုံးနိုင်မှာပေါ့နော်ကိုမြန်မာပြည်ပြန်တဲ့အခါမှာဒီဂုဏ်ရေးရှိနဲ့ပေါ့နော်စီးပွားရေးလုပ်ငန်းတွေကိုထူထောင်နိုင်မယ်စတင်နိုင်မယ်လုပ်ကင်နိုင်မှာပဲဖြစ်ပါတယ်အားလုံးပဲပေါ့နော်ဒီအကြောင်းအရာလေးကိုလာပြီးတော့ဝေမျှပေးတာကပေါ့နော်အခုနိုင်ငံခြားမှာရောက်နေတဲ့လူတော်တော်များများဒီလိုအတွေ့အကြုံတွေကြုံဘူးတဲ့သူတွေလည်းရှိကြတယ်မကြုံဘူးသေးတဲ့သူတွေလည်းရှိတဲ့အတွက်ကြောင့်ကိုအခုလာပြီးတော့ပေါ့နော်ကိုယ့်ရဲ့အကြုံတွေးခဲ့ရတဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့လာပြီး sharing လုပ်ပေးခြင်းလည်းဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်